ဒီကမ္မတိကလမ်းကြောင်းဟာဒီစနေကျူကုန်ထိကိုဒီစနေကျူကုန်ထိကိုတောက်လျှောက်တော့မလို့ရှိရင်သူကသူ့ရဲ့ကကြမှာဘယ်သူမှပြောင်းလဲလို့မရပဲနဲ့ဘယ်သူမှလည်းနှောက်ယှက်လို့မရပဲနဲ့သူ့ရဲ့ပါလာတဲ့ကံကြောင်းတိုင်းစီးပွားရေးသူတယောက်တည်းခံစားရမှာဖြစ်တယ်ဘယ်သူမှလည်းလူယူလို့မရဘူးဒီကမ္မတိကလမ်းကြောင်းဟာဒီဟရတွေကလမ်းကြောင်းတွေထိပြီးတော့ကြာတာပရိကျုခုဒီတွားမယ်ဆိုရင်သူရဲ့ကံလမ်းကြောင်းဟာလူဝဆန္ဒကိုပြည့်မြောက်စေတယ်။ဒီဖြစ်တဲ့လူဝဆန္ဒကိုပြည့်မြောက်စေတယ်။တကယ်လို့ဒီကမ္မတိကဆိုတဲ့ဒီကံလမ်းကြောင်းမှာဒီဉာဏ်လမ်းကြောင်းနဲ့ထိပြီးတော့ရက်သွားခဲ့မယ်ဆိုရင်မိမိလုပ်တာတဲ့လုပ်ငန်းကိစ္စအဝဝရက်ဆိုင်သွားမှာဖြစ်တယ်နော်ရက်ဆိုင်သွားမှာဖြစ်တယ်နောက်တစ်ခုကဒီလမ်းကြောင်းကဒီစနေကျူကုန်ဒီကိုတက်ပြီးတော့ဒီစနေကျူကုန်ကိုကျော်ပြီးတော့ဒီလက်ကရအောက်ချီရင်ဒီကိုရောက်သွားမယ်ဆိုရင်လုပ်ငန်းလုပ်ခကြအရှုံးပေါ်တတ်တယ်တကယ်လို့ဒီကမ္မတိကလမ်းကြောင်းဟာဉာဏတိကလမ်းကြောင်းနဲ့ထိပြီးတော့ဆက်ပြီးမတက်သွားဘူးဆိုရင်အဲ့ဒီလူရဲ့လောက်တဲ့စီးပွားရေးတွေအကုန်လုံးရက်ဆိုင်သွားမှာဒီဉာဏတိကလမ်းကြောင်းကနေသူလမ်းကြောင်းဒီကမ္မလမ်းကြောင်းလေးသူတို့ခွဲထွက်လာမယ်ဆိုရင်ဒီလိုခွဲထွက်လာမယ်ဆိုသူကအသက်ကြီးလာမှမိမိရဲ့မိမိရဲ့ဘဝမိမိဖန်တီးနိုင်ခွင့်ရှိမယ်အသက်ကြီးလာမှသူတို့ခွဲထွက်လာမယ်ဆိုရင်တကယ်လို့ဒီကမ္မလေကလမ်းကြောင်းနေတော့လမ်းကြောင်းခွဲကလေးထွက်လာမယ်ဥပမာလမ်းကြောင်းခွဲကလေးကသူကဒီတနင်္ဂနွေဂျိုးခုံမှာရှိတဲ့ဒီတနင်္ဂနွေဂျိုးခုံသွားပြီးတော့သွားမယ်ဒီတနင်္ဂနွေဂျိုးခုံသွားချိန်မှာဒီတနင်္ဂနွေဂျိုးခုံမှာ star ဆိုတဲ့ကြယ်လေးကိုရှိမယ်ဆိုရင်အဲ့ဒီလူမျိုးတွေကထီပေါက်တတ်တယ်ဒီဉာဏလေကလမ်းအာယုလေကလမ်းကြောင်းနဲ့ဉာဏလေကလမ်းကြောင်းနဲ့ဒီပေါင်းစုံကလမ်းကြောင်းမှာလမ်းကြောင်းသေးကလေးကဒီကြာတာပရိကျုခုံကိုဒီကြာတာပရိကျုခုံနဲ့လက်ညှိုးအောက်ချေဒီကြာတာပရိကျုခုံ